အတုတ္တဝပုထုဇနောဆိုတဲ့နာမည်ဟာအမှန်ဆိုးမဆိုးရဆိုးပါဘူးအတုတ္တဝပုထုဇနောဆိုတဲ့ကအကျမ်းနဲ့မရှိတော့ဘူးအကျမ်းနဲ့မရှိဆိုတဲ့သစ္စာတရားအကျမ်းနဲ့မရှိအကောင်းဆုံးမရွေးတာအဲ့ဒီမရွေးတဲ့တာကိုအတုတ္တဝပုထုဇနောလို့ဆိုပါတယ်ဒီလိုသာသူပြကြမ်းမင်္ဂမရှိဆိုတော့လှုပ်ချင်တာလှုပ်ဘွားချင်တယ်လို့သွားဆိုတော့ဉာဏ်မှာကွယ်ပရိစ္ဆေသမုပ္ပါမှာဒါအတုတ္တဝါပုထုဇနောကွယ်ပဲလို့မှတ်ရမယ်မှန်ပါဝိဇ္ဇတိစေသင်္ခါရဆိုတာဒီအတုတ္တဝါပုထုဇနောတို့ဤဖြစ်ရဌာနာလို့မှတ်ထားလိုက်ပါအဲဒီအတုတ္တဝါပုထုဇနောဒီကြားမြင်ကြရမရှိသူကအဋ္ဌကံရာကနေပြီးကြတာဒီသုက္ကံရာကြီးမျောလာတယ်လို့ညမောင်မှတ်ရမှာအဋ္ဌကံရာကဒီသုက္ကံရာကြီးမျောလာဘာလို့လဲဒီသံဃာထဲမှာလက်ပြီးမျောလာပါလဲမလို့ဆိုတော့အိုးအတုတ္တဝါပုထုဇနောမို့သွားချင်တယ်လို့သွားတာကွာသစ္စာမသိရပြည့်ကျင်လာပြည့်ပြီးဒီကရသုတေစိတ်တော်နေတဲ့ကံတော့ကြားနေမရှိတဲ့ဘုရားဉာဏ်ကိလေသာကပေါ်ဘုံဘဝခင်တဲ့ကိလေသာကပေါ်ဘုံဘဝရောက်ကြောင်းတွေလို့ထိုရတဲ့လုတဲ့ခါကြလို့ရှိရင်သူမှာအတုတ္တဝါပုထုဇနောကသမုဒိယသစ္စာဟုတ်လားအဲဒီသမုဒိယသစ္စာကြီးကိုကြားနေမရှိတဲ့ပုဂ္ဂိုလ်လောက်ပြီးဒီကလာနေတော့သုတ္တမနေစေလည်းတော့နှိမ့်နံပါကွက်ဆိုတာကိုတရားဓမ္မတွေရောက်လာတယ်လို့ကြည့်ကြပါနော်နှိမ့်နံပါကွက်ရောက်ဟုတ်လားပြောတာကသူ့မှာသံဃာရမျောလာတာကိုတဘောကလို့မျောလာတယ်ဘုန်းနိုင်ဘူးလားအတိတ်ဘဝကဒီလိုဘံဘဝမျောလာပြီဓမ္မတွေပဲမျောလာပါလိမ့်အတိတ်ဘဝကဒီလိုဘံဘဝကိုမျောပြီးဒီကလာလာမျောလာရင်တော့သူရတဲ့ဆိုလို့ရှိရင်ဒုက္ခရောက်နေတဲ့ဖြစ်ပါပဲဒါကြောင့်ဒုတိယကမှာဒုက္ခသစ္စာလို့ပြောလိုက်ပါတယ်ဟုတ်လားအတိတ်ဘဝကမျောလိုက်တယ်ဝိသုဘံဘဝရောက်လာပြီရောက်လာတော့သူကောင်းကောင်းနေရသလားဆိုးဆိုးနေရသလားလို့မေးလိုက်တဲ့အခါကျတော့ဒုက္ခသစ္စာကွယ်ထဲရောက်ဟုတ်လားအဲဆိုးဒုက္ခရောက်နေတာပေါ့ဟုတ်လားအဆိုးဒုက္ခရောက်ပြီးကြလာနေပြန်တော့မျောတာတော့လည်းသူအတုတ္တဝပုထုဇနောဒီဘဝမှာလည်းခင်ဗျားတို့ဆရာသမားနဲ့မတွေ့ဘဲနေလို့ရှိရင်အတုတ္တဝပုထုဇနောပဲဖြစ်နေဦးမယ်ဆိုလို့ရှိရင်သူဆွဲမိဆွဲရကာမိကံရဆွဲဦးမယ်ဟုတ်လားဆွဲမိဆွဲရကာမိကံရဆိုတာကမိမိခန္ဓာကြီးရင်လည်းအကုလိုက်လိမ့်မယ်ဟုတ်လားသူကမျောလာတာဟုတ်လားရေရမျောပြီးကြလာတော့ရောက်လာမှခန္ဓာ၅ပါးရီကိုသကိုင်းကြီးရှိတဲ့ဥစ္စာပြီးပြီးသားတိုင်းထားပါတော့အဲ့ဒါကိုအတုတ္တဝပုထုဇနောရှင်းနေတော့ကြားနေမရှိတဲ့ပုထုဇဉ်ဖြစ်နေတော့တဏှာနဲ့ဆွဲလိုက်ဥပါဒာနဲ့ဆွဲလိုက်ကံနဲ့ဆွဲလိုက်ဆိုတော့ဒါဘယ်နဲ့ရောက်ကိုယ်ခန္ဓာကြီးကိုခင်ကောင်းရဲ့ခန္ဓာကိုခင်သာသမီတွေအာကိုပစ္စည်းတွေအာကိုနေပါလိမ့်မလို့တတိယကောကတဏှာနဲ့ဒုတိယကောကိုဆွဲနော်ဒုတိယခန္ဓာကိုယ်ကြီးကိုခင်တယ်မင်းတယ်ဆိုတဲ့အိဗယ်မရဘူးလားသာသမီခန္ဓာကိုခင်တယ်ကိုရှားထားတဲ့ပစ္စည်းလေးတွေကိုခင်တယ်ဆိုတော့ဆွမ်းပြီးဆွဲတယ်မှန်လားဘယ်နဲ့ကြောင့်ဆွမ်းပြီးဆွဲရတာတုံးလို့မဲတဲ့အခါကျတော့ဒုက္ခသစ္စာမသိလို့ပဲဆွဲတယ်မှန်လားဒါဒုက္ခသစ္စာမဟုတ်လားမှန်ပါဘူးဒါတွေခင်နေပြန်တော့ဆွမ်းပြီးဆွဲတဲ့အိဗယ်မှန်လားဒါပေမဲ့မလွတ်တော့ဥပါဒာနဲ့ကင်ထားပြန်တော့ဒီပစ္စည်းတွေကိုမှန်လားလွတ်တဲ့သဘောလားဆွဲနေတဲ့သဘောရောက်သလားလို့မေးရင်ဘယ်နဲ့ပြောကြဆွဲနေတဲ့သဘောလားဘယ်နဲ့ကြောင့်ဒုက္ခသစ္စာကြီးနိစ္စဒုက္ခသစ္စာကြီးဒုက္ခသစ္စာကြီးအနတ္တဒုက္ခသစ္စာကြီးကိုဘယ်နဲ့ကြောင့်ဆွဲပြန်ပါလိမ့်မလဲလို့မေးဖို့မလိုဘူး
ဘကာရဏမိတ်ကနမတည့်တော့သူအကုတဝဘုထုဇနောပဲပြန်ဖြစ်မှန်လားဘယ်နဲ့ဆိုကြအကုတဝဘုထုဇနောပဲပြန်ဖြစ်ပါတယ်ဘယ်နဲ့ကြောင့်ဖြစ်ပါလိမ့်မလို့မဲထုတ်လို့ရှိရင်ဖြင့်တဲ့ဒီဘကာရဏမိတ်တမရဘူးမှန်လားဒီဘကာရဏမိတ်တမရတော့ဒုက္ခသစ္စာတဲ့သူကြီးသိသေးရဲ့မရတော့တဏှာနဲ့ဒီခန္ဓာကြီးခင်တဏှာနဲ့ပစ္စည်းတွေခင်တဏှာနဲ့သာသမီတွေခင်တော့တတ္တရကမကူဘူးလားကူပါဘူးကူနေပြီဘယ်နဲ့ကြောင့်ကြောင်မောင်ကူပါလိမ့်မလဲလို့ခွန်ကြီးကမေးတော့ဘယ်နဲ့ဖြေပါဒုက္ခသစ္စာမသိတော့ဒုက္ခနဲ့စနမပဲအကုတ္တဝါဟောလာတော့ရာသုတ္တဘုရုဇနာမျောလာမျောလာပြီးကာလခန္ဓာငါးပါးဒုက္ခသစ္စာကြီးနဲ့မျောပြီးဒီကာလကလည်းတော့ဆွမိဆွဲရဆိုတဲ့ကာဏသစ်ပင်တွေကိုမောင်သိဆွဲပြန်မှန်လားကိုယ်ခန္ဓာကိုခင်လိုက်သာသမိခန္ဓာခင်လိုက်ပစ္စည်းခန္ဓာကိုခင်လိုက်တာဆွဲရမှာမဟုတ်လားမှန်လားတဏှာနဲ့ဆွဲလိုက်ဥပါဒနဲ့ဆွဲလိုက်ဒီလိုနေတော့ဟာဘယ်နဲ့ကြောင့်ပြန်ဆွဲနေပြန်ပါလိမ့်မလို့လို့မေးတဲ့အခါကျတော့မှဥပဒံအဖြစ်ပေးဆုံးပြေရနာမိတ္တမတွေ့ရမရတော့ဘုနာမယ်ဘယ်လိုပြန်ပေးမလဲကဲဘုရုဇံဇန်ရဲ့တတိသိပလားဒီတော့ကလည်းဘုရုဇံဘုရုဇံကိုဒီဒုက္ခအကျိုးပေးဒုက္ခရေပြီးဒီဒုက္ခပဲပြန်ဆွဲတာဒီဒုက္ခပဲပြန်မဆွဲကြဘူးဆွဲပါပါဟုတ်တယ်ဘယ်လိုကြောက်เสียကောင်းပါကြောက်เสียမှန်ကောင်းပါတယ်ဆိုတော့ဆရာလည်းဒါရမတို့အမြင်ကပြနေတာဟုတ်လားကိုင်းကသူများပြောနေတာတော့မြင်မောင်တို့ကျော်မောင်တို့ဘုရားကောင်းကြီးတို့ပြောနေတာလားလို့မေးတော့ဒီဘဝမှာခင်ဗျားတို့ကိုအားကိုးရင်းနဲ့ကိုရှိကြတယ်မှန်လားရှိကြတယ်ရှိပါတယ်ကိုရောင်းမလေးအားကိုးလို့ကိုသားသမီးလေးအားကိုးလို့ကိုပစ္စည်းလေးအားကိုးလို့ဟာဒါတွေကဘာတွေတော့မေးတော့ဒါတွေသာသမီးနဲ့ပစ္စည်းထားလို့ပါတော့ဒုတိယဘောကဒါသစ္စာဒုက္ခသစ္စာဒုက္ခသစ္စာဆိုတဲ့ကဖြစ်ပြမှုဒုက္ခသစ္စာပေါ့ဟုတ်လားဒုက္ခသစ္စာဆိုတာဘာနဲ့ကြောင့်ဒုက္ခသစ္စာသူ့ဖွဲ့ရပါလိမ့်ဖြစ်ပြတတ်တဲ့ဓမ္မကိုဒုက္ခသစ္စာဆိုတာပေါ်လားမှန်ပါပါဖြစ်ပြတတ်တဲ့ဓမ္မကိုဒုက္ခသစ္စာဆိုတာဓမ္မတွေကခုအာသုတ္တဝါဘုဒ္ဓဇနာဖြစ်နေတော့ဒုက္ခသစ္စာဖြစ်တဲ့ဒုက္ခသစ္စာလို့မသိပြန်တော့ကိုယ်ခန္ဓာအကိုကိုယ်ပစ္စည်းအကိုကိုယ်သာသမီမြစ်တွေအကိုပြီးဒီကလာနေပြန်တော့ဟာဘာဖြစ်နေပြန်ပါလိမ့်မလို့မေးတဲ့အခါကျတော့သမိဆွဲနေပြန်ပြီဒီကညလာတဲ့ပုဂ္ဂိုလ်ကဏ္ဍသစ္စာကိုသမိဆွဲနေပြန်ပြီဆိုလို့ရှိရင်လွယ်ပါမလွယ်ပါဘူးဒီလည်းမျောလာသေးတယ်မှန်လားသမိဆွဲရပါဆွဲတဲ့ဒုက္ခတွေအနိစ္စဒုက္ခသစ္စာတွေဆိုတော့ကိုခိုင်မမလားမြဲပါမခိုင်ပါဘူးမြဲနေပါခိုင်တယ်မခိုင်ရတာမြဲဘူးခင်ဗျားတို့ကလက်ကမလွတ်တဲ့အခါကျတော့ကာဏသစ်ပင်ရေထဲများလာတဲ့ဗာနဲ့ကြီးတွေကများလာတဲ့ပုဂ္ဂိုလ်ဆွဲရံတော့ကာဏသစ်ပင်ဆွဲတော့ကိုယ်ဘောပဲပြုတ်ကြမှန်လားမကြဘူးကြားပါဘူးဟာဘယ်နဲ့ကိုယ်ဘောပြုတ်ကြပါလဲမလို့ဆိုတော့အတုတ္တဝါပုရုဇနာပြုတ်ကြတယ်မှမသိဘူးကွာမှန်လားဆိုတော့အနိစ္စဒုက္ခသစ္စာသိသေးရဲ့မသိပါဘူးဒုက္ခသစ္စာရောမသိပါဘူးဗျာအနတ္တဒုက္ခသစ္စာမသိပါဘူးကဲမောင်တက်တို့မောင်ချက်စိန်တို့ဆုံးပြီးဆွဲနေကြတယ်မင်းတို့ဖြစ်ထွေကကိုရကန်းလေးအားကိုလိုက်ဆိုင်လေးအားကိုလိုက်ကြောက်ကလေးလည်းကြောက်ကလေးအားကိုလိုက်ဟမ်အမျိုးကအားကိုနေတာဘာတွေလုံးกว่าလို့မေးလို့ရှင်းတယ်အမြတ်မောင်ဖြေတတ်ပါလားဖြေတတ်ပါလားဘယ်လိုဖြေပါအတုတ္တဝါဥဒ္ဒဇနာကိုဆွဲနေတာဗျာပြုတ်ကြမယ်လို့မသိဘူးဗျာဟမ်ပြုတ်ကြမယ်ပစ္စည်းတွေတော့မသိကြဘူးလားသိကြပါဘူးအဲ့ဒါကိုသူတို့ကတခါတော့အာဟုလုံးမလုပ်ကြတော့အာဟုလုံးလောက်ပြီးဒီကလာနေတော့တော့ကြရှုံးသွားလိုက်တော့ကြဖောက်ပြန်သွားလိုက်တော့ကြမိလောင်သွားလိုက်တော့ကြရေရဖြတ်သွားလိုက်တဲ့ကိုချိုးချင်းနေဘူးလာဘူးကိုကြီးနေပြီလို့ပြောကြဘူးလားပြောပါဘူးအဲ့ဒီကသေးရဖြစ်ပါ
ငကောကလည်းသူကမခိုင်ပါဘူးဆိုတော့မခိုင်တာလည်းဆွဲထားသေးရဲ့ကံကောင်းကြောင်းတဲ့လို့လည်းပြောသေးရဲ့ဆိုတော့အဘိဓါဝဘုရားဇနာသိကြတယ်ဒါကံကောင်းလို့ပြုတ်ကြတာလားပြုတ်ကြမဲ့ပစ္စည်းကိုပြုတ်ကြတာလားပြုတ်ကြတယ်။အိုးစိတ်တို့ကများအစုမရင်သမင်မွေးကြားဆိုင်ဖြစ်နေတယ်လို့ခင်ဗျားတို့ပြောရင်ပြောနေတာ။ပြောကြဘူးလား။ပြောပါဘူး။ဘာမှသမင်မွေးကြားဆိုင်မဟုတ်ပါဘူးဓမ္မတို့ပြုတ်ကြတဲ့ပစ္စည်းပျက်စီးတဲ့ပစ္စည်းကိုပျက်စီးတဲ့ဘောပြောတာပါပဲ။ခင်ဗျားတို့ကံမကောင်းလို့မဟုတ်ပါဘူး။သူ့ဘောကဒုက္ခသစ္စာပါလေ။ဒုက္ခသစ္စာမသိတော့ကံဘောချလိုက်ပါလေ။မှန်လား။ဒီလဲဟာတော့ဆိုမြန်မာသဘောပါဒီကနေ့ကိုမြင်နေတဲ့ပစ္စည်းတွေကဘာသစ္စာလဲဒုက္ခသစ္စာဆိုတော့အိဋ္ဌဒုက္ခသစ္စာဆိုတော့ဒါတွေဆွဲလာတော့ဒါတွေခောက်ပြန်ပစ္စည်းကုန်တာပေါ့မှန်ပါအဲ့တော့ခောက်ပြန်ပစ္စည်းသွားတဲ့ခါကျတော့ခင်ဗျားတို့ဟိုမင်းအောင်မပေါင်းရအောင်တန်ခါမကောင်းမှန်လားမှန်ကြရလားမှန်ပါမှန်ရလားမှန်ပါတယ်ခင်ဗျားတို့ဆွဲကြခင်ဗျားတို့ဟိုမှာပေါင်းနေတယ်ဒီရင်ဟဲ့လာပြီကွာyes ဖန်ကလာပြီတော့အဲဒီမှာကားလုံးနဲ့ဆိုနေမျိုးနဲ့ဆိုတဲ့ဥစ္စာခမရဒီဘဝမှာဒီထဲမှာသားတဲ့သမီးနဲ့ဆင်းနေမျိုးနဲ့ဒုတိယကိုထည့်ပြနေတာမှန်ပါလားဘာသစ္စာတွေရတာဒုက္ခတွေရတာပါလေအနိစ္စမှာဟုတ်ကဲ့လားဟုတ်ပါဘူးဒုက္ခမှာဟုတ်ပါဘူးအနတ္တမှာဟုတ်ပါဘူးနတ်ကလည်းဟုတ်နေတာမှန်အဲ့ဒါလေခင်ဗျားတို့ကငါတော်ငါသမီးငါမိငါပြည့်ရှိပဲဆိုပြီးကြလားခင်ဗျားတို့ကသနာဝရဏနဲ့တော့မဆွဲကြဘူးလားဆွဲကြပါဘူးအဘိဓါဝဘုရားဇနောဗျာမှန်လားအဘိဓါဝဘုရားဇနောရှင်တော့ဆွဲကြဆုံးမဆွဲတာမှန်လားဒီနောက်ကဆွဲလို့မြတ်တာကြီးလည်းများလာပါပြီမှန်လားအခုထပ်ပြီးဒီကလာရောက်ရဘုရားမှာပဲဆွဲကြပြန်ပြီဆင်တော့လွဲရလားမလွဲပါဘူးအဲ့ဒါလည်းမလွဲတော့ကိုဒါအဘိဓါဝဘုရားဇနောကိုရောက်ရဆွဲတာကဏ္ဍသက်ပဲနေဆွဲတာမှန်လားကိုယ်ကသံဃာမျောတာပထမသံဃာမျောလို့ဒီရောက်ရောက်လာတဲ့ဒီဥဒ္ဒဇံဒီကြတော့ဒါတွေအခိုင်နဲ့မြဲတယ်သဏ္ဍသစ်ပင်တွေကိုခိုင်နဲ့မြဲတယ်သင်ပြီးဒီကလာအာကိုချက်ပြန်တယ်ဟုတ်လားအာမကိုချက်အာကိုချက်တာကဘယ်နဲ့ကြောင့်အာမကိုကောင်းတာကိုအာကိုပါလိမ့်မလဲလို့အမေထုတ်ရင်ဘယ်နဲ့ဖြေရအာကိုပါတိုင်းခင်ဗျားတို့ပဲစဉ်းစားငါလက်ရှိသားပဲရရှိသားဟမ်ဟုတ်လားဆိုတော့ဗရာဒနဲ့သိနေမှဆိုလည်းမသိဘူးဟုတ်လားဟုတ်လားမောခေါင်းဘာမှမရဘူးဆိုလည်းမသိဘူးမိုးရဖြတ်သွားလို့ရှိရင်လည်းဘာမှမရဘူးဆိုလည်းအနိစ္စတွေဆိုတော့ဘာမှမသိဘူးဟုတ်လားငါဒါရှိနေပါဘူးရရှိပြီလို့ဆိုတော့ငါကအဘိဓါဝိဇ္ဇနာမျောလာလို့ဒုက္ခတွေရထားတဲ့ဥစ္စာဒုက္ခအာကိုနေဘယ်နဲ့ဆိုကြဒုက္ခပဲအာကိုနေတယ်ဆိုတော့ကြည့်ပါဘုံမျက်နှာမှာဘာသစ္စာတွေလဲဒုက္ခသစ္စာတွေကိုသုံးနာမမှာအတုတ္တဝါပုထုဇနောရှင်းနေတဲ့အတွက်အာဟုမြဲတဲ့အာဟုနေပြန်တယ်ဆိုတော့ရေအနိစ္စဒုက္ခသစ္စာတွေဖြစ်တော့ခဏခဏဖောက်ပြန်ပြည့်စည်တယ်လို့မပြဘူးလားဒုတိယကွက်ကလေရတဲ့အခါခင်ဗျားတို့ကမဲရသလားတဲ့သောကပရိဒီဝရသလားမေးရင်မနဲ့ဖြစ်တာဟာကံကောင်းကြမ်းတဲ့ဒုက္ခပရိဒီဝရတာလားဟုတ်လားဒုက္ခသစ္စာမသိလို့အစွမ်းမှားလို့ရတာလားလို့မေးရင်မနဲ့ဖြစ်တာအစွမ်းမှားလို့ရတာဒုက္ခသစ္စာလည်းမသိဘူးအစွမ်းကမှားပြီးဒီကလာနေတော့ဒါတွေကခေါ်သွားဟောသွားလိန်သွားကောက်သွားပြည့်သွားဘူးဟမ်ဒီလိုတရားတွေဆိုတော့ဒါလို့သိလို့ရအဲဒီမရတာကိုကလည်းခင်ဗျားတို့ကဒုက္ခသစ္စာတွေပါခဏခဏဖောက်ပြန်ပြည့်စည်ပါတယ်လို့ဆိုတဲ့တရားတော်အတိုင်းကဧကန်ရှိပါရဲ့သားနဲ့ခင်ဗျားတို့ချင်းနှကောင်းရဲ့ရင်မိမှုတဲ့အခါကျတော့ကျုပ်ကံကောင်းပြည့်စည်တယ်ဟုတ်လားလို့လည်းပြည့်စည်လိုက်မောင်တဲ့ဘာဖြစ်တာလဲကွာဒုက္ခသစ္စာသူသိတာလားမသိပါဘူးမသိတယ်လို့ဆွဲရအကုရလောပြီးလွယ်တယ်ဘာဖြစ်လဲဘာသစ္စာသူအကုတာဒုက္ခသစ္စာပါဘူးဒုက္ခသစ္စာကိုသူအကုတာတော့ဒုက္ခသစ္စာကဒုက္ခသစ္စာလို့ပြောမှာပဲဒုက္ခသစ္စာတော့
မပြောနိုင်တာကိုဒီဓမ္မတွေကဒုက္ခသစ္စာမသိဘဲနဲ့ကာဏသပင်ဒီဟုသောတန်တရားကြီးတယ်အမျိုးသမားကြီးကဒီထဲမျိုးပြီးကာဏသပင်ဆွဲမြေတိုင်းဒီကခန္ဓာကိုယ်ပြုတ်ကြတော့ကိုကျိုးနဲ့မှန်ပါကိုကျိုးနဲ့ထွက်လိုက်ပါလားမဆွဲရနဲ့နေပါလားဆိုလို့ရှိရင်လေရောက်ရအာကိုတာဒီကမ္မမနဲ့ဒီကမ္မမဒီယောက်ျားနဲ့တွင်ဒီယောက်ျားဒီကုံနဲ့တွင်ဒီကုံနဲ့ဒီနဲ့တွင်ဒီမြင်နဲ့တွင်ကိုယ်ရရတဲ့ဘာသစ္စာတွေလဲကိုယ်ရရတဲ့ဒုက္ခသစ္စာတွေဆိုတာပေါ်လားအဲ့တော့ခင်ဗျားတို့သစ္စာမသိသေးဒီဒုက္ခသစ္စာပဲအာဟုလုံးလောက်ကြမှာပဲလုံတန်းလောက်တောင်းတဲ့ဒုက္ခပရိယောဒုက္ခသမဏသဆိုတာလေမြေဆိုင်မှာပြီးပြီးဒီကလာသစ္စာမှာပြုတ်ကြကာဏသစ္စာမြေဆိုင်မှာဆွဲတဲ့ပုဂ္ဂိုလ်ပေါ်မှာပြီးကြပြီးဒီကလာငိုဝဲနေရှင်ရမှန်ပါရှင်းဘာပဲရှင်ကံကောင်းကြောင့်မသိလို့ငိုဝဲရှင်ရတာလားလို့မေးတော့ခင်ဗျားတို့လောကကြီးတွေပြောနေကြတာသစ္စာမသိတဲ့ပုဂ္ဂိုလ်ပြောနေကြတာကတော့ဖြင့်ကံကောင်းကြောင့်မသိလို့မှန်လားဘာမှမဆိုင်ဘူးနဲ့မှန်လားမဆွဲတော့တာဆွဲလို့ပြုတ်ကြမှန်လားဒါနဲ့ဘာဆိုင်လို့မဆိုင်ပါဘူးဒုက္ခရရမတွေမှာကလျာဏမိတ်တမရတော့ဥပဒဏ်ကြီးကကံကောင်းလို့ပြောမှန်လားခန္ဓာကိုယ်အားကိုဘာသစ္စာတော့ဒုက္ခသစ္စာဖြစ်ရကိုဒုက္ခသစ္စာဒုက္ခသစ္စာဆိုတော့ခဏခဏပြည့်တဲ့ဒုက္ခသစ္စာကိုရမှန်လားပေါ်လားအဲ့ဒါကံကောင်းကြောင်းတဲ့လားကိုယ်ကအကုတ္တဝပုရိသနာဖြစ်လို့အဆွဲမှားတာလားကိုယ်ကအကုတ္တဝပုရိသနာဆွဲမှာအာဟုမှာပေါ်ကြလားအဲ့ဒါဘုရားရှင်ကိုရမေကြီးနရီတော့ဆိုပြီးဟောပါတယ်ဘုရားရှင်ကဒီကမျောလာတော့ဒီကမျောလာတော့ဒါကာဏသစ္စာခန္ဓာကြီးရတယ်ကွာဟောတာဒီနဲ့ဆွဲရတယ်ကွာလေမှန်လားဆွဲတဲ့အခါကျတော့ကာဏသစ္စာဆွဲပြီးလို့ဘာဆွဲလိုက်တော့ဘုရားသိအားကိုလိုက်တဲ့အခါကျလို့ရှိရင်သစ္စာမှာပြုတ်ကြပြီးအနိစ္စသစ္စာဒုက္ခသစ္စာသစ္စာတွေကိုပြုတ်ကြပြီးခန္ဓာပေါ်မှာပြန်ချတာမှန်လားဒါကြောင့်ဘယ်လိုရင်ထုတဲ့အခါကျတော့သူညာထုသလားကိုယ်ကိုထုသလားကိုယ်ကိုထုပါတယ်ပြုတ်ကြဘာပြုတ်ကြသမီးကပြုတ်ကြတော့ကိုယ်ကိုထုမှန်လားဟိုတည်းလူသွားထုတာဟုတ်ကဲ့ဟုတ်ပါဘူးကိုယ်ပေါ်ကြကိုယ်ပေါ်ထုမှန်လားရင်းနေလားဘယ်ပေါ်ကြပါလဲကြံမောရိပ်မိမြတ်မောင်ရိပ်လာတယ်အဲ့ဒါကပေါ်ဘူးတယ်မလားပေါ်ပါတယ်သူများရင်ထုတာတွေ့ဘူးလားသူကလူထုနေတာတွေ့လားသူကထုတာသူကလူထုနေတာလေမှန်လားဘုရားပြပြပါတယ်မှန်လားရှင်းညာရှင်းပါဘာပြကြလဲဒီပေါ်မှာပါပဲလို့ပြောတယ်သမီးပြုတ်ကြတာရောဒီပေါ်မှာပါဒီကနာကိုပြုတ်ကြပါတယ်ပြောတယ်ဆွဲရပါဆွဲတာကအနိစ္စရပါမှန်လားသမီးဆွဲတာသမီးကအနိစ္စရဆိုသူ့ပေါ်ပြုတ်ကြတယ်ပြောတယ်မှန်လားရင်းနေကြလားရင်းနေပါသဘောပါရပါပါအဲ့တော့ပြုတ်ကြတဲ့ခံနေချင်းငယ်ကြတဲ့အခါကျတော့လာကြပါအောင်ကဲကြပါအောင်ယူကြပါအောင်ဘယ်လိုကဲလုံးမှာမသူကသူအဆွဲလဲဆွတ်ပြပါလားဗျာမှန်ပါပြုတ်ရင်သူ့ပေါ်ပြုတ်ကြပါမကြပါဘူးငါကရှင်တော့ကလေမှန်ပါသူကဆုတ်လဲထားသေးတယ်ရေရဲကသူကကာဏကောင်းဘဝတည်းပင်ဆုတ်လဲထားသေးတယ်ကာဏသပင်ဆိုတော့သူ့ပေါ်ပြုတ်ကြသေးတယ်ပြုတ်ကြတယ်သိရမှာပေါ်ပြုတ်ကြတယ်ဥစ္စာသူငိုချင်းချရတဲ့ဥစ္စာမဆွဲရနိုင်သူ့ပေါ်ပြုတ်ကြပါသစင်းတွေတော့သူဘာဖြစ်လဲရင်ခုသေးသူ့ပေါ်ဘုရားတဏှာဝရဏထွက်ထားတာဆွဲထားတယ်ဆွဲထားတယ်သူ့ပေါ်ပြုတ်ကြမှန်ပါရင်းနေဗလားအမလေးခင်ဗျားတို့ကဘေးတဏှာကခင်ဗျားတို့ရောကြော်လို့လေသေးတယ်မှန်ပါတဏှာကြတော့မြတ်မောင်တို့ကမှန်ပါအိုးမြေတော့လုံးနေတာထူလိုက်တဲ့ရင်လည်းမပြောနဲ့တော့ကျုပ်ပြန်ကြည့်ကိုမကြည့်ရဘူးအမှန်မှန်တော့ပြောလိုက်သေးတယ်အာဟုလို့ဖြစ်ရတာဟေးသူ့မှားတော့ဘုံသူပြောတာဟေးလို့ဒီလိုပါကြရဲ့မှန်ပါဘူးကိုယ်လည်းသစ္စာမသိတော့ကံမကောင်းရှာဘူးဆိုပြီးသူ့ကူညီတံပေးလိုက်ပြီအပြီးတော့ကံမကောင်းတာလားသစ္စာမသိလို့ပြုတ်ကြတဲ့ဘံကိုဆွဲတာလားသစ္စာမသိလို့ပြုတ်ကြတယ်ဆွဲတာသစ္စာမသိလို့ပြုတ်ကြတဲ့ဘံဆွဲတဲ့ဥစ္စာခင်ဗျားတို့ကငယ်ငယ်ရွယ်နဲ့ဖြစ်ရချက်ဟုတ်လားငယ်ငယ်ဘယ်လိုမဆိုဖြစ်ငယ်တော့ကြီးတော့မဟုတ်ဘူးဟုတ်လားငယ်ငယ်လားဘယ်လိုမဆိုဟုတ်လားဖြစ်တာကြီးပဲဆိုတော့ဘောပါပါလားအဲ့ဒါခင်ဗျားတို့အားရတဲ့ဒိဗ္ဗေဒီကနေပြီးတန်ရကြီးတယ်မျောတာလို့ဒီရောက်ဒီရောက်တဲ့ဒီခန္ဓာကြီးကဒီခန္ဓာကြီးကိုပဲတစ်ခါပြန်ပြီးသူအာကိုပြန်တော့ဒါ
ဏှာဥပါဒာနဲ့မဆိုးဘူးလားဆိုတဲ့အခါကျဒီတရားတွေအိဋ္ဌဒုက္ခသစ္စာအိဋ္ဌဒုက္ခသစ္စာအိဋ္ဌဒုက္ခသစ္စာပြုလို့ကြတော့ဒီလိုဖြစ်လိမ့်မှာမထင်ဘူးဆိုဒီဘက်လောကပရိဒီပါတွေလာတာပဲဗျမှန်ပါဘူးမလားဘူးလားမှန်ပါပါဒါဘာမသိတာတုံးဆိုတာရင်းမိကြရင်းမိကြပါဒုတိယကသစ္စာဒုက္ခသစ္စာမသိမှန်ပါဒုတိယကမှာဘာသစ္စာဒုက္ခသစ္စာသိသေးရဲ့မသိပါဘူးဟုတ်ဒါကြောင့်ခင်ဗျားတို့ကသူ့မောရမြင်လို့ရှိရင်သူမင်းမျက်နှာပြည့်နေတာမြင်လို့ရှိရင်ဘာဖြစ်ဖြစ်မတွေးနဲ့တော့မှန်လားခင်ဗျားဘာဖြစ်သလုံးလို့ခင်ဗျားတို့မေးလို့ရှိရင်တော့သူပြောချင်တာပြောလိုက်မှန်လားမဖြစ်စေပင်ရင်းကြကြမင်းတို့ကဆုံးဖြတ်ချက်ချရင်သစ္စာမသိလို့ဖြစ်နေကြတာဒီလိုနဲ့ဆုံးဖြတ်ကြမှန်လားဘယ်နဲ့ဆိုကြဟုတ်လေပြီးတော့မှဝိပဿနာပက္ခဏာလာထိုင်မှသူကအတဲ့ကြမှာမှန်လားဝိပဿနာပက္ခလာမထိုင်လို့ရှိရင်ဖြင့်မောင်တဲ့တို့နောက်ကရဟမတို့အတဲ့ကြပါကြပါအဲတော့ခင်ဗျားတို့ကျုံးနဲ့ကြံလဲဟာငါဆရာဘုန်းကြီးကသုံးမထားတယ်ငါလည်းအလကားရွှေတွေငွေတွေရသက်သာမရများတွေရသားရမများတွေကျမ်းမာနေလို့ကိုယ်ကလည်းကျမ်းမာနေလို့ဆိုပြီးငါဒီကားလို့ဆင်ဖြင့်ဒုက္ခသစ္စာဘယ်မှမကျမ်းမာတဲ့ဒုက္ခသစ္စာကိုငါအများလို့ပြုံးတာဟုတ်လားရှင်းမလားဟုတ်လားဘယ်ဟာဝိညာဉ်မဲ့အတူနေကြပြန်တဲ့အခါကျလို့ရှိရင်ဒုက္ခသစ္စာကိုသူနည်းမမြင်တဲ့ကမ်းနေလို့ဒုက္ခသစ္စာမှာဒုက္ခသစ္စာပြောတာကိုသူကမဲ့နေတာရှင်းမလားဒါနဲ့ဒုက္ခကြီးတဲ့မှာခင်ဗျားတို့လူလူလေးမို့ဘုန်းကြီးရှိကိုရောက်ပြီးလာကြတော့လောကကြီးထဲမှာလူနှမျိုးလေးရှိမှန်လားခဏပြောရတယ်နှမျိုးပဲရှိလူလူကမ်းမဲ့ဒါပဲရှိဘုရားလူသက်ခံတဲ့အလယ်ကအနိမဝိပါမနာနေတဲ့ပုဂ္ဂိုလ်ကရှားမှရှားဟုတ်ပါလားဘုရားကသက်ခံနေတဲ့ပုဂ္ဂိုလ်ကရှားပါရှားတော့အဲ့ဒီပုဂ္ဂိုလ်ကသစ္စာသိမှန်လားအဲ့ဒီပုဂ္ဂိုလ်ကသုတ္တဝါရိယသာဝကောမှန်လားကဲဒါဖြင့်မပြုံးနဲ့မပြုံးမှဟုတ်ပါလားမှန်လားမမဲ့နဲ့မမဲ့မှန်နေပြီးကြတော့ဒါကဒုက္ခသစ္စာဒီလုံးလေးကမဂ္ဂသစ္စာဒါကဒုက္ခသစ္စာဒါကဒီလုံးလေးကမဂ္ဂသစ္စာလို့ဒီကနေတဲ့ပုဂ္ဂိုလ်ကြတော့ပြုံးခြင်းမရှိဘူးမှန်လားမဲ့လေမရှိပါဘူးထင်တယ်ဒုက္ခသစ္စာကိုရှုလိုက်ပြည့်နေတာလေဒုက္ခသစ္စာလို့ရှိတယ်ခင်ဗျားတို့စိတ်တွေခုကြည့်ပေါ့ဗျာမှန်လားဒါနေ့လေလုတ်ပိတ်တရားဆိုတော့ဘုံချက်ချင်းဖြစ်တာလည်းဘာသစ္စာလို့ရှိပါလားဒုက္ခသစ္စာလို့ရှိပါပြည့်တာဒုက္ခသစ္စာလို့ရှိပါဒုက္ခသစ္စာလို့ရှိတဲ့အခါကျတော့ပြုံးနေမဲ့ခြင်းပါလေလားမှန်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘယ်လိုသဘောကိုဘယ်လိုသဘောသိတဲ့ပုဂ္ဂိုလ်ကိုမှန်လားဘယ်လိုဆိုကြဘယ်လိုသဘောသိတဲ့ပုဂ္ဂိုလ်ကိုသူကဘယ်လိုသဘောလဲဒါပဲခန္ဓာကြီးဘယ်လိုသဘောဒါပဲဒီဘယ်လိုသဘောကဘာသမီးဘယ်လိုသဘောကဒါပဲရှိတယ်ဆိုတော့ပေါ်ကြပေါ်ဘယ်လိုသဘောလဲဒါပဲရှိပြီးဒီကလာနေတော့ဘယ်လိုသဘောကိုဘယ်လိုသဘောတိုင်းသိနေတဲ့ပုဂ္ဂိုလ်မှအကြမ်းရှိတဲ့အရိယာကြီးသာဝကသွားဖြစ်တယ်မှန်လားပေါ်ပါလားပေါ်ပါဒီကမှမရှိမှပฏิပဒါကြားမှန်လားဒီမရှိမှပฏิပဒါကနှမျိုးခင်ဗျားတို့မကြားဘူးတဲ့မရှိမှပฏิပဒါလို့မှတ်ပါမှန်လားဒီယူရုံအကမ်းနဲ့ကြားတဲ့သွားရမှန်လားဒီယူရုံအကမ်းနဲ့ကြားတဲ့သွားကြားတဲ့သွားမှမရှိမှပฏิပဒါပေါ်လာတော့ဘယ်ကြားတဲ့သွားကြဒီကြားတဲ့သွားနိုင်မှာမရှိမှပฏิပဒါကြားတယ်မှာမဲ့ခင်ကသွားဖြစ်ဖြစ်ပြမဲ့ဆိုတာအဲ့ဒါပြုံးမပြုံးလေးလားမဲ့ရောအဲ့ဒီမှာလေးကမကြဘူးလားအဲ့ဒါကြောင့်ဒီတရားများတို့မပြောက်စီပါနဲ့ဟုတ်လားလောကကြီးတွေကထွက်တဲ့ဥစ္စာကအရေးကြီးကမ်းမဲ့ကထွက်မှမရှိမှဘူးဆိုတာကြားမှန်လားမရှိမှဘူးဆိုတာကြားမှမဲ့ကလမ်းပေါ်ရောက်မှန်လားမဲ့ကလမ်းပေါ်ရောက်မှနိဗ္ဗာန်ကိုဖြောင်းဆိုင်မှန်လားနိဗ္ဗာန်ဆိုင်ပါဒါတော့မြတ်မောင်တို့ပေါင်းနေရတာဟိုရင်သွားကြည့်ပြန်တော့ဤပြုံးတွေ့တယ်မှန်လားဘယ်တော့မဲ့လဲကျွန်တော်ကမ်းမဲ့မှန်လားကမ်းနေတယ်နဲ့သူကမဲ့တော့နေနဲ့အချိန်ကုန်နေမှန်လားဒီလိုကများမရှိမှဘူးရာအိမ်ကိုရောက်ပုံမရောက်ဘူးမှန်လားရောက်ဘူးရဲ့မရောက်တော့ကိုယ်တိုင်ကလည်းမရှိမှဘူးရာသဘောကိုမသိတော့လောကကြီးထဲမှာပြန်ယူပြုံးကမ်းမဲ့တွေကြားထဲမှာတို့ခေါ်လို့မရတာပဲမှန်လားရှင်းအဲ့ဒါဘယ်သူမှခေါ်မလုပ်ပါနဲ့မှန်လားခင်ဗျားတို့သစ္စာသိတဲ့ဉာဏ်ကိုခေါ်လို့နေပါဆိုတာကိုတိုက်တွန်းလိုက်မှန်ပါပါ
သစ္စာသိတဲ့ဉာဏ်ကိုဒီလိုဆိုလို့ရှိရင်အယူယုံဖြစ်မှလည်းလွတ်ပါလေအကမ်းမဲ့ဖြစ်မှလည်းလွတ်ပါတယ်ဆိုတော့အခုကြည့်အာဟုတဲ့ပုဂ္ဂိုလ်ကြတော့ဘိုးတဲ့ပြုံးတယ်မပြုံးဘူးမှန်လားမဲ့တယ်ဒီနှစ်ယောက်ပဲရှိမှန်လားအယူရတာလည်းခါရဲကခိုင်နေမြဲတယ်ယူပြီးပြုံးတယ်ဒုက္ခသစ္စာကိုခိုင်နေမြဲတယ်ယူပြီးတော့မဲ့တယ်လို့ပြောတယ်ဒုက္ခသစ္စာကိုဓမ္မကဟောတယ်သူကမဲ့တာမှန်လားမဲ့ဘူးလားမဲ့ပါဒုက္ခသစ္စာကိုခန္ဓာကဒုက္ခသစ္စာပြတ်ပစ္စည်းကဒုက္ခသစ္စာပြတ်ပြတယ်သူကမဲ့တာမှန်လားဒီလိုဖြစ်လိမ့်မယ်မထင်ဘူးဒီလိုဖြစ်လိမ့်မယ်မထင်ဘူးမလားဘူးလားလားပါအဲ့ဒါကလည်းအကမ်းမဲ့ဟိုကပုဂ္ဂိုလ်ကလည်းဒီပစ္စည်းတွေခိုင်နေမြဲတဲ့ဒုက္ခသစ္စာကအနိစ္စဒုက္ခသစ္စာကြီးကိုခိုင်နေမြဲတဲ့သင်ပြီးသူကပြောနေတာဟုတ်လားရှင်းမလားရှင်းပါအဲ့ဒါလောကကြီးတဲ့လူကမျိုးရှိတယ်လို့ဘယ်လိုဝေဖန်ကြမလဲအေးဒီလိုဒါရေးသိရတာပြေဆိုရအောင်မေ့သမှာမှန်ပါဗျာဒါရေးသိရတာမဟုတ်ဘူးသိကြပါဘူးသိရတယ်ဒီပုဂ္ဂိုလ်နှမျိုးမှတပါးမိမပြိပြဥပ္ပခါနဲ့နေတဲ့ပုဂ္ဂိုလ်ကရှားမှရှားတယ်ဟုတ်တယ်ရှားပါမိမပြိပြဥပ္ပခါနဲ့နေတာကလေမိမပြိပြဆိုတာယူပမိကြားတယ်ပါအကမ်းလေးကြားတယ်မှာဥပ္ပခါနဲ့နေတာကိုဆိုပါတယ်ဒါကြောင့်ခင်ဗျားတို့အလုပ်ခိုင်းတာဒီမိမပြိပြလမ်းမှာဟုတ်ပါရဲ့လားလို့ညမောင်မေးရင်လည်းပြောဒီကဗလာလာဟုတ်ပါတယ်ပေချတဲ့ကျုံးလည်းမရှိသေးဘူးဖြစ်ပါမဲ့ညာလားကောင်းဟုတ်မှန်လားသူ့သဘောသူပြအောင်လုပ်နေတာပဲမှန်လားစိတ်တွေရှုခိုင်းတော့စိတ်တွေသဘောကိုအမှန်ပြအောင်လုပ်မှန်လားစိတ်တွေသဘောအမှန်ပြအောင်လုပ်တဲ့အခါကျစိတ်တွေကဖြစ်ပြလိုက်ပြက်ပြလိုက်ဖြစ်ပြလိုက်ပြက်ပြလိုက်ဖြစ်ပြလိုက်ပြက်ပြလိုက်ဒီလိုရှိလိုက်ချင်းကုန်မှန်လားအဲ့ဒါတို့ဒီခန္ဓာသဘောကဒါပဲဒီခန္ဓာသဘောကဒါပဲဆိုပြီးဆိုရင်ညာမရှိဘူးဘူးဆိုရင်ညာမရှိဘူးဘယ်မှာတော့ကြည့်ပြီးဘယ်မှာတော့ဘယ်မှာညာနဲ့အမှန်ညာနဲ့သိနေတာပဲရှိပါလားအဲဒီလိုသိနေတဲ့ပုဂ္ဂိုလ်ကြလာတဲ့အခါကျတော့သူကလည်းလမ်းပေါ်ရောက်ပြီဆရာကမှန်လားပြောရလမ်းဟုတ်သေးရဲ့ဟုတ်ပါဘူးပြင်းတဲ့လမ်းဟုတ်ပါဘူးဒါကြောင့်ကာမဂုဏ်ကနေရောဂါဆိုတော့ပြုံးတဲ့ပုဂ္ဂိုလ်မှန်လားအတ္တကိလေသာရောဂါဆိုကိုယ်ကိုယ်ရင်ထုပြီးငိုချမ်းချနေတဲ့ပုဂ္ဂိုလ်မှန်လားအတူတူပဲဒီနေ့ကအဲ့ဒါကိုတွန်းပြောနေတာမှန်လားတို့တော့ခဏတော့ရုပ်ရှာကိုတော့အလယ်ကမတွန်းတတ်လို့အခုတန်ခါဆင်ပြီးပြောနေရတာမှန်လားပေါ်လားအဲ့မျိုးထဲမှာဗာမိညာမသိပြောနေတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်နဲ့ဆိုကြအောင်မင်းကလူကဖြစ်ပလားမဖြစ်ပါဘူးဒါလည်းဉာဏ်သုံးပစ္စည်းကုန်နေတဲ့အင်္ဂါကြည့်ပြန်တော့အကမ်းနဲ့အကမ်းနေဒုက္ခသစ္စာပြောရင်သူမဲ့ပြီမှန်လားဟုတ်လားဟောတယ်ဒုက္ခသစ္စာဒုက္ခသစ္စာသင်ပြီးပြုံးနေပြီမှန်လားမနဲ့တော့ပေါ်ကြဒုက္ခသစ္စာသင်ပြီးပြုံးတယ်တော့ဘုရားနာနဲ့ပြုံးတာဟုတ်မှန်လားဒုက္ခသစ္စာပြောတော့မဲ့တော့လည်းကမ်းမမဲ့တာဟုတ်မှန်လားပေါ်ကြဘယ်တော့ကြောက်ရကောင်းလို့ဟုတ်ပါခင်ဗျားတို့ဘယ်လိုအိမ်မသွားတယ်ရှင်တော်တို့ညမောင်တို့ကြောင်မောင်တို့ဘုရားတော်မေးရခြင်းဘုရင်သွားတော့စိတ်ချမ်းသာတယ်ကွာဘယ်ရင်သွားလဲကျန်တာအယူဆုံးအိမ်မှာသူများတို့ကသွားကျင်တာဟုတ်ပါလားဘုရားမောင်ကြီးတို့ကတောက်လျှော့ပါတယ်ဘုရားမောင်လျှော့ပါပါတယ်ဘယ်ရင်သွားလဲကျန်တာလည်းဒီမှာအကြောင်းကိုယ်ကပြန်တော့သွားလေတဲ့ခါကျယူဆုံးသွားပါတယ်အကမ်းမဲ့ကြတယ်လည်းခင်ဗျားတို့မသွားချင်ဘူးမသွားချင်ဘူးတဲ့အဲ့ဒီတော့ခင်ဗျားတို့လည်းအယူယူချင်းမှတောက်ခါရဖြစ်တာဟုတ်မှန်လားဆိုကြမယ်မြေကြီးကမှသဘာဝဖြစ်တယ်ဆိုတာခွန်ကြီးကပြောချက်ဆိုတာလားမောင်ဖြစ်စေဟင်မင်းတို့ပင်ကိုတော့ခြေလမ်းကအဲ့ဒီကိုလက်ဟုတ်လားခြေလမ်းကဘာနေကြသွားလဲအောင်လို့ဒီသွားတယ်ကျတော့တဲစိတ်ချမ်းသာတယ်ဟုတ်ရုံရုံရှင်းမလားအဲ့တော့ကိုယ်ကတော့ဘာဝနာပါတော့ဆိုတော့ကိုယ်ကလည်းသိရောမသိသေးဘူးသိရတယ်ဘယ်လဲတာတော့အရေးကြီးမဲ့ယူရှင်းသွားတဲ့တာဟိုရဒါကြောင့်မိုက်တယ်တွေကတော့ဟာသွားတဲ့ကျိုးချင်းကမင်းတို့ကြိုက်နေလွဲပါတယ်ဆိုတော့ပေါ့လားဟမ်ပေါ့ပြီမင်းတို့ကြိုက်ကလေလို့သစ္စာမသိနေတဲ့ကာလကတော့အယူလုံးနဲ့ကမ်းမဲ့မှတပါးသိပြန်ခင်ဗျားတို့ပုံပုံမရှိဘူးရှိပါဘူးအေးနောက်ကဓမ္မတွေသစ္စာမသိသေးတဲ့ကာလကတော့လောကကြီးတွေပဲမျိုးရှိတယ်ဘာတော့အဲ့ဒါပဲရှိတယ်
ဟုတ်လားမင်းကပြိဿအတဲ့ဆိုတာကလည်းရှားရှားမှန်လားရှားဘူးလားရှားပါကောင်းတာပြန်ဘုရားယနေ့တော့ငါတို့အယူမရှိမှလည်းပြောက်စီသတိနော်မှန်လားအကမ်းမဲ့ဖြစ်မှလည်းပြောက်စီသတိဆိုတဲ့စိတ်ထားနဲ့ဘုရားရှင်ကိုရမကြီးကကွာတဲ့သူကိုဆွဲတော့လုံးနေမင်းတို့ကလေးအာနာမိတ်တာကပြည့်ပြန်ပေးလို့ရှင်ဖြင့်တို့အလေလန်းတော့ရောက်ကောင်းပါရဲ့မှန်လားဆိုပြီးတဲ့ကာလကိုဒီနေ့တရားဝဆဟောတရားဝပြောတာလေမှန်လားပေါ်လားအဲ့တော့ခင်ဗျားတို့မစိတ်ကိုစမ်းဆက်ရေးထားတော့ဘယ်ကျလာလားအဲ့ဒါပြဲဆိုတာပြဲတော့ဖြစ်ဖြစ်ရှုမှန်လားဖြစ်ဖြစ်ရှုနေရတာသုံးတာလည်းမဟုတ်မဲ့တာလည်းမဟုတ်မှန်လားဟုတ်လားမှန်အတရားရတာအတရားရဘာလို့နေရဖြစ်ဖြစ်ရှုတာသုံးတာလားဟုတ်ပါဘူးမဲ့တာမဲ့တာဟောအယူကံတော့အယူကံတော့အဲ့ဒါလို့တော့ဘုရားရှင်တော်ရှင်မှာပြည့်လို့လွတ်ပြီးသုဒ္ဓဝါရိယသာကိုတော့ဖြစ်မှန်လားပေါ်လားပေါ်ပါသုဒ္ဓဝါအရိယဘာကြောင့်လဲဆိုတော့အလယ်လန်းတက်နေမှာဒီနာမည်လေးရမှန်သုဒ္ဓဝါရိယသာကိုဆိုတာဥပဒေရှိအလယ်လန်းတက်မှာရတာနော်မှန်ပါကတက်မိဗလားတက်ပါဆက်ပြီးတော့အင်းနဲ့ကိုယ်ကလည်းရှင်သေးရှိကလေးကိုလည်းခင်ဗျားတို့ကဘုန်းကြီးစိတ်ထွက်ပြေးမှဆိုလို့စိတ်ကလေးကညာနဲ့မနောတော်နဲ့ပန်းရှုစိတ်ကလေးနဲ့ပန်းရှုနေတို့လည်းဒုက္ခသစ္စာပဲဖြစ်ပြပဲဆိုပြီးဘုန်းကြီးကနင်းပေးလို့ပြပါလေဘယ်လိုခင်ဗျားတို့ဒီရှင်းလို့ရှင်းနေတဲ့အခါကျတော့အော်ဖြစ်ပြကိုညာနာမဲ့ဖြစ်ပြကိုညာနာမဲ့မှန်လားဆိုတော့ဒီမှာဆွဲတယ်ဘောပါသေးလားဒီခန္ဓာကြီးဆွဲတယ်ဘောပါတော့ဒါတော့ဒီဒုက္ခသစ္စာလို့သိတယ်အာဟုမလားတော့မလားတော့ဒါသိချာမှမှန်လားဒုက္ခသစ္စာကိုဒုက္ခသစ္စာလို့သိတော့ပြီအာဟုမဆွဲတယ်မဆွဲတော့မဆွဲတော့ခဏကသိအာဟုမဆွဲမှကျုံးမှာကံမကောင်းကြောင်းတွေနဲ့ဖြစ်ရတယ်ကျန်လာမှာပို့မှန်လားဘယ်ရင်တို့အောင်မှန်လားသိမှမှန်လားဘယ်သိကြရှိတယ်ရှိတော့မိညာရှိတော့ဘူးဆိုရင်ယဉ်နေလူစားကောမသိဘူးလားသိပါရင်သူနေလူစားတော့သိနေတယ်ဆိုတဲ့အိဗယ်ကိုရှင်းလားရှင်းပါတောင်းနေကြရင်ဒါဖြင့်တို့ယနေ့မိမဘုရားမနေ့ကစားပြီးပုဂ္ဂိုလ်နှမျိုးလိုပါလားဒီနေ့မှရေးလေပြီးတော့တယ်ဆိုတာဟောလားမှန်လားမနေ့ကတော့ပုဂ္ဂိုလ်နှမျိုးထူဖို့ပေါ်မောင်းတဲ့တော့ပြောမှန်လားဒီနေ့ကဘယ်ပုဂ္ဂိုလ်အခြေအနေရောက်မှကိုခီးပေါက်တယ်ဆိုတော့စာဥကြောင့်မောင်းအလယ်ကမိမဘုရားပုဂ္ဂိုလ်ချက်မှပြီးပေါက်တယ်မှန်လားနားရမပေါက်ပါဘူးမပေါက်ဘူးဆိုတော့ဘာတန်ကြီးကရိမ့်မိလားအဲ့ဒါပြန်ကြရတော့အကလေးကြည့်ရပြီဘာနငါအချိန်ကုန်လာပြည့်ကြသရုံးဆိုတာကိုကိုစစ်စစ်ဖို့သက်တမ်းတခါတည်းရင်းရုံနဲ့အချိန်ကုန်တယ်တခါတည်းကမ်းနိုင်တယ်အယူလုံးနဲ့အချိန်ကုန်တော့တဏှာဥပါဒံကံဇာတိစရမရဏသွားတယ်ဟုတ်လားအကမ်းမောင်းတဲ့အချိန်ကုန်တဲ့အခါကျတော့ဘောကပရိဝဒုက္ခဒေါမနတာအဝိဇ္ဇာသင်္ခါရကြီးကျန်ပါဘောကပရိဝဒုက္ခဒေါမနတာကမသိလို့ဖြစ်တော့အဝိဇ္ဇာသင်္ခါရပြန်ပြန်ကြဘယ်ကောင်းသေးတန်ရအင်းလေးကြီးတော့ဖြစ်မှန်လားအယူလုံးနဲ့ဆိုရင်တဏှာဥပါဒနာဥပါဒနာတဲ့ပါကဲအကမ်းမဲ့ဆိုတော့ဘောကပရိဝဒုက္ခဒေါမနတာအဝိဇ္ဇာသင်္ခါရအဲ့ဒီကြောင့်ပါလေရှင်းမလားရှင်းပါဒီတော့ဘယ်လိုလဲတော့နာတာဆိုမသိလို့ဖြစ်တာလားသိလို့ဖြစ်တာမသိရင်ဝိဇ္ဇာပါမှန်ပါဝိဇ္ဇာပါရဝိဇ္ဇာသိတဲ့သင်္ခါရသူမလုပ်ဘူးလို့ဒါဖြင့်အယူရင်းကပြိဿသမုပ္ပါမှာသနာဥပါဒံကံနဲ့တန်းပါမှန်ပါအကမ်းနဲ့ကဘယ်လိုတန်းပါလဲဝိဇ္ဇာသင်္ခါရဒီကြောင့်သူပတ်ဘယ်ကြိုက်လဲဘောပါလားဘောပါဒါကဒီပရိစ္ဆေသမုပ္ပါဒ်နဲ့ကြိုက်တယ်မြတ်စွာဘုရားကကိုရမကြီးအလယ်လန်းကိုလို့ရှိတာကိုလည်းခင်ဗျားတို့သိရတယ်ကိုကိုကိုလည်းမရှိဘဲနဲ့အယူကြောင့်ကမ်းမဲ့နှစ်ခုတစ်ခုပဲကုနေတာမှန်လားကုဘူးလားမှန်ပါပါရှင်းနေတဲ့အခါကျတော့အလယ်လန်းတက်မိတာပဲမှန်လားသဘောပါကြရှင်းနေတဲ့အခါအလယ်လန်းတက်မိတာဘယ်လိုလန်းတက်မိတဲ့အခါကျတော့ဘိုးတဲ့ဘုအာကိုသေးလို့ဘုမအာမကိုကံနဲ့တဲ့နေကြီးပဲဆိုတာကုန်သိဒီဘက်ကံကြီးတဲ့ကံနဲ့ဝိညာဉ်ကံကြီးတာဝိညာဉ်ကံကြီးတာသံဃာကံကြီးတာနိစ္စတရားကြီးလို့သူသိတယ်မှန်ပါပြောကြမှာကြီးပဲမသိဘူးလားသိပါဒါကသူဆွဲရဆွဲတော့ပြကြရ
မရှိပါဘူးကိုယ်ပေါ်ပြကြတယ်မရှိဘူးဒီကနေ့လာတော့ကိုယ်တွေ့ရဆိုပြကြတာပဲမှန်လားကြဘူးလားကြားပါသဘောပါကြမှန်ပါဒါနဲ့ဒီရောဓမတွေမှာအခုတော့ဖြင့်သစ္စာကိုသစ္စာမှန်သိပြီးဒီကလာမဆွဲဖို့ရည်ကြည့်တယ်မှန်ပါသစ္စာသိတဲ့တည်းမဆွဲဘူးမှန်လားသစ္စာမသိတဲ့ပုဂ္ဂိုလ်ကတော့ဆမ်းပါငါဒီနတ်ပြည်ဆွဲထားမယ်မှန်လားဟောနတ်ပြည်ရောကြောင့်ငါကျမ်းဆောက်ထားတယ်အဲ့ဒါလေးငါဆွဲအောင်လုပ်မယ်ဆွဲအောင်လုပ်မယ်ဆိုတော့နတ်ဆွဲထားမှန်လားဆွဲထားတဲ့တော်တော်အချိန်ကြာနေတော့ဘုံတော့ပြုတ်ကြတယ်မှန်လားဟောသစ္စာမသိတော့ခမောကျင်းလို့ဆိုတော့ငါဆောက်ထားတဲ့အကြောင်းကြောင့်ဘိုးဟုတ်တယ်ဆိုတော့ဒုက္ခသစ္စာပေါက်နေတာလို့သူမသိဘူးမှန်လားအဲ့ဒါကမှဆရာမနဲ့တော့ဟိုမင်းအန်ကြဘူးအသာသွားနေုံမယ်ကျန်းကျင်ကြမှာလည်းထည့်မပြောဘူးဟုတ်ကဲ့ဟုတ်ပါကျန်းကျင်ကြမှာလည်းဆွေးဖာမိမှာလည်းထည့်မပြောဘူးမှန်လားပေါက်တာဗာသစ္စာတွေပေါ့ဒုက္ခသစ္စာပါဘုံပေါက်ပါတယ်ဆိုတော့ကြဗျာအထက်ပေါက်တာအထက်ဆရာဗာသစ္စာအထက်ဆရာယောဂနာနာမေဘယ်ယုတ်တရားပါတဲ့ဒုက္ခသစ္စာနဲ့ဥပရိနာမလက္ခဏာဒုက္ခသစ္စာလာအောင်ပါပေါ့မှန်လားခဏဆွဲမှန်လားတော်ကြလို့တော့ဘုန်းကြီးတောက်သွားတော့ကိုချုံးနေမှန်လားမလာဘူးလားအကမ်းမှမဖြစ်သေးဘူးလားဖြစ်ပါဘူးအဲ့ဒါလေခင်ဗျားတို့ကဒါကြောင့်သစ္စာအရေးကြီးတယ်သစ္စာသိမှနမလို့ရှင်သုဇာနာကျိုးလေးအကူလိုက်မှန်လားဒီလာကျိုးလေးကိုအားပါဘူးနည်းသမရကျိုးလေးကိုအားပါဘူးသွားမှန်လားသွားဒီကျိုးလေးကလည်းဘာသစ္စာလဲဒုက္ခသစ္စာဒုက္ခသစ္စာကဥပရိနာမဆိုတဲ့မောင်တဲ့ဟောက်ပြန်မှုရှိမရှိရှိနေတယ်ရုပ်ကြမှာလားမကြဘူးလားရုပ်ကြမှာသိကြတော့မရဘူးလားမရဘာမှတော့ယူယူဘုရင်တော်မှာယူယူမှန်လားဟိုပြုတ်ကြတော့အကမ်းမဲ့သွားတယ်ဘောကမဲ့ခဲ့ဘူးဗျမှန်လားဘယ်လိုကြောက်ရတော့ပေါ်လာပေါ်လာဒီဒါနဲ့ဒီကသမထတော်နဲ့တန်းတိန်နေတဲ့ပုဂ္ဂိုလ်ပြောပါတယ်မှန်လားအယူလုံးကောင်းတဲ့မှာတော့သူ့ဘာရှိသေးလဲမရှိပါဘူးသူကျိုးတော့မှယူလုံးနေမှန်လားနောက်ကျိုးတဲ့ကုံတော့အကမ်းမဲ့ဒီသူလိုက်နေတာမိမပရိယာကိုသူမရောက်ဘူးမှန်လားပေါ်လာဒီလိုစိတ်ကိုပြောတော့မောင်သေးရအလယ်လမ်းကိုပြောကြတော့အလယ်လမ်းမှာလည်းနိဗ္ဗာန်ရောက်တဲ့လမ်းဖြစ်နေတော့သိညာတွေအားကိုးရလိမ့်မယ်လို့သမ္မာသိညာရှိတဲ့ပုဂ္ဂိုလ်ပြောလိုက်မှန်ပါသူတို့ချာချာဘုရားခင်ကိုယ်နဲ့ဒီလမ်းဆုံးဟောတာကိုသိတာတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကတော့ယူယုံကမ်းမဲ့ဖြစ်မှာပဲကွာဟုတ်လားပထမကျိုးပဲဟောလိုက်တော့ပြုံးသွားမှန်လားဟမ်နောက်ကိုယ်ကံကုန်ကိုယ်ရဲ့ကျိုးပဲကုန်တဲ့ခါကျတော့မဲဒါသစ္စာမသိလို့ဖြစ်မှန်လားမင်းတို့ကလည်းတက်မိလို့ရှင်နိဗ္ဗာန်နိဗ္ဗာန်မရောက်ဘူးလားရောက်ပါဘူးဒုက္ခနိဗ္ဗာန်ရောရောက်ပါဘူးခိုင်ရတဲ့နိဗ္ဗာန်မရောက်ဘူးလားရောက်ပါဘူးအဲ့ဒါဒီနောက်တော့သူကမကြောက်ဘူးဟုတ်လားဒီနောက်ကျတော့ညာအယူလုံးလုံးလို့ဟမ်မှန်လားတော့ကြာကမ်းမဲ့ဖြစ်လိုက်မှန်လားမလားဘူးဟာပါဒါဖြင့်ပြညာမောင်ဆရာတော်ကသိလို့တာလိုပါဘူးအကြီးကျယ်လို့လားမှန်လားဗာညလိုတယ်လို့ဒီလိုမဟုတ်ရင်လည်းမောင်သိဘာလို့လဲအကြီးကျယ်လို့တယ်အောင်လို့မှန်လားနင်းနဲ့ယူရဟောလိုက်လို့ရှင်ခင်ဗျားတို့ကပြေပြောဟာသူကလက်ခမောင်းနဲ့ဆက်တယ်ဒီလိုကနားရတယ်ဟုတ်လားပြေပြောဟာဟုတ်ဘူးလားဟုတ်ပါဘာလို့နဲ့လူငယ်နဲ့လူကြီးခံစားပြီးနောက်ဆုံးမိနိဗ္ဗာန်ဝင်တဲ့ဆိုတော့ယူမရဘူးအဲ့ဒါတွေနဲ့မဖြစ်သေးဘူးပြဟုတ်မှမဟုတ်သေးတဲ့ဥစ္စာရှိတယ်ဟိုကဟမ်ဟုတ်လားအလုံးစုံမပါဘဲနဲ့ရောက်တဲ့လေးပဲပါနေတယ်ဟုတ်လားပါဘူးလားပါပါဘုရားဝါရမီ7ပါးဘုရား30ဖြည့်ပြီးတာမှန်လားဘောဓိဘယ်နဲ့ချွေပလင်နာမှာဒီအလယ်ကမ်းကိုမလိုက်မိတယ်ရှင်ဘုရားကမဖြစ်ဘူးမှန်လားဖြစ်ပါဖြစ်ပါဘုရားဗာရမီ7ပါးဘုရား30ဒါနပြရတယ်ခင်ဗျားတို့မကပါဘူးမှန်လားဗာရမီ7ပါးဗျာမိကမတွေရောဘာတွေသုံးမမဟုတ်လားမှန်လားအဲ့တော့ဘောဓိကနဲ့ချွေပလင်မှာခန္ဓာညာရောက်လို့မလုပ်လို့ရှင်ဘုရားဖြစ်မဖြစ်မဖြစ်ပါဘူးမဖြစ်ရင်နိဗ္ဗာန်ရောက်ပါကဲဘာလို့ဒီကုံပြေရိသတ္တမအလယ်ကမတက်မိမရောက်ပါဘူးတဲ့မှန်လားပေါ်ကြဘာလို့ပြေရိသမှန်လားအလယ်ကမတက်မိလေမရောက်ပါဘူးကဲရုပ်ရှင်လူကြည့်ပါနဲ့ဒီကသမထဒုက္ခစိတ်ကိုပြင်ရတယ်မှန်လားသိသိမိတယ်ပြင်ရမှန်လားဒါနဲ့ဒီကသမထဆိုတာအတော်ထက်တန်းရမှန်လားအလယ်ကမတက်မိတော့ခုဝီသိကြမှန်လား
ကြောက်လားကြောက်ဒါကြောင့်တခါလဲသမယခဏသုတ်ဆိုတော့သူ့ဟောဖို့သုတ်ခဲ့အဲ့ဒါဟောဒီရန်တော့ပြရဟုတ်လားအလယ်ကမတက်နေတော့ပြုတ်ကြဟုတ်လားကြောက်လားဒါကြောင့်တခါဘုရားပြန်တော်ကြီးကဟေးသာရိပုတ္တရာမောဂလန်တို့ကွာတဲ့ဒီကောင်မြင်တဲ့သိချင်းကဘာသိဖြည့်ပြီးသားပါတည်းဆိုတော့နာရကလည်းလေလားမပြောဒီကောင်မျိုးဟောပြီတဲ့ကိုယ်တော့ဟောကိုယ်တော့ပေါ်လားဒါကြောင့်လည်းဘယ်ဟာရေးကြည့်ဆုံးဆိုတာပေါ်လားဘယ်ဟာတော့လေလားရေးကြည့်ဆုံးပဲငါကိုယ်တိုင်နဲ့ဗာရမီစရာပြ30ဖြည့်ပြီးသားဘယ်လိုလဲရှိပြီလဲမဲမှာမိုက်ကန်လို့မလုပ်လို့ရှင်ငါလည်းမရပါဘူးပေါ်လားပေါ်ပါဒါကြောင့်လေလမ်းမှာသာလည်းရေးကြည့်ဆုံးလားဆိုတော့ဥစ္စာကြောင့်ယနေ့ကောင်းကောင်းရေးမိပါပြီ။ရေးမိလေဗျာ။အဲ့ဒီကဘိုးတဲ့မင်းတို့ကဏ္ဍသက်တန်ဒီဟုသောတရားကိုမင်းတို့သိအောင်လုပ်ပါဆိုသစ္စာသိအောင်လုပ်ပါ။မှန်လား။ကဏ္ဍသက်တန်သွားမဆွဲတာနဲ့။မှန်လား။သဘောကျ။ကိုယ်ခန္ဓာလည်းပါတော့ဒုက္ခသက်တန်။ခန္ဓာသက်တန်မကြောက်ဘူးလား။အာဟုဒုက္ခရောက်မှဆိုတော့ပေါ်လာဘူးလား။နော်ဒါမျိုးပစ္စည်းတွေရောဒုက္ခသက်တန်။အာဟုရင်ဒုက္ခရောက်ဒုက္ခရောက်။အာဟုရင်ကဏ္ဍသက်တန်ဘာနဲ့ရှိတယ်ဆိုမှန်လား။ဆွဲလိုက်ရင်ကိုယ်ပေါ်ပြပြမှန်လား။ဒါကိုလိုမလဲကိုယ်ချိန်မပါဘူးဆိုမှဖြင့်မှန်လား။ရင်ကျုံနေလူမှန်လားမလားဘူးလား။ဒါမှမဟုတ်ဆောတော့ကန်းနဲ့ထွက်ပြေးရမည်ဆိုရင်တော့အဲ့ရင်ကျုံနေလူရောင်းမဟုတ်လား။ဒါပါပါ။ဒါပါတော့ညအဆွဲမှာတော့အဆွဲမှာဘယ်လိုကြောင့်ဆွဲမှာတော့ဆိုတော့ရှင်းဖြင့်အကမ်းမဲ့ဖြစ်ရှင်မှန်လား။ဘယ်လိုကြောင့်ဆွဲမှာလဲ။အကမ်းမဲ့ဖြစ်လို့ပါ။မကောင်းတော့ဒါလည်းနေရှိကြမှာတော့ဗါတဲ့။ဟိုကြောက်ရရှိပါလားကြောက်ရရှိပါလားဟောတော့ပေါ်လာကဟောနည်းနည်းလေးလေးနေကြရတာဆိုတော့ဥက္ကမောမှန်လားတခါတည်းဒီလိုတော့မကျန်ရုံးပါတခါတည်းကျတော့ကာမနာပဲဘယ်တော့မှလေလမ်းကိုချိုးနေတာဟိုဘယ်နည်းစားဒီဘယ်နည်းစားရဲကနည်းမှန်လားနည်းရဲ့ဒီလာတဲ့အချိန်မှာကျွန်တော်ဘာမှတွေးမနေနဲ့မှန်လားအရင်ဆုံးဒိဋ္ဌာကိုမစဉ်းစားနဲ့မှန်လားအကမ်းမဲ့ကိစ္စကိုမသိရတော့မသိကြပဲနဲ့အလယ်လမ်းပေါ်မှာတကားတဲ့အပြုံးမဲ့လို့ပြောစားဒါရောအပြုံးမဲ့လို့ပြောစားပါဆိုတော့ခဏပြောရဲကုသိုလ်စိတ်ကလေးလာတာတံပါလို့ဖြစ်ဖြစ်ရတာမေတ္တာစိတ်ကလေးလာတာတံဖြစ်ဖြစ်ရတာဖြစ်ဖြစ်ရှုမဟုတ်လို့ရှင်ဘာဖြစ်တော့ကိုမေတ္တာကိုရမစူးဆိုပြီးဒီကလာအကမ်းမဲ့အလောင်းဘာလို့ခုဖြစ်လို့ရှင်မှန်လားဟုတ်လားမှန်ပါအယူလုံးကြောင်းပြန်လို့ရှိရင်လေတဲ့တဲ့သူနဲ့ရှင်ကုန်သွားလို့ရှိရင်သက်ဆက်သိတဲ့အချိန်ကပါသေးမပါတော့မဟုတ်ဝင်လေမဝင်ရင်လည်းသွားပြန်မှန်လားမဟုတ်တယ်ဘယ်တော့ကျက်မချက်စိန်ပေါ်လာပေါ်လာမင်းတို့လေမင်းတို့နေရတဲ့နေရာဌာနရတော့ဖြင့်ဒီနေရာပဲရှိမှန်လားဒီလိုပြောမှနေရာတစ်ချက်မှန်လားဗျအကန့်နဲ့မရနိုင်နေရာဟုတ်ကဲ့ဟုတ်လားဒါကြောင့်ဥဒ္ဒါနဲ့နေရာမှာချင်းကုန်ပါဘူးဟုတ်လားဘုလိုဒီမှာနေတုန်းကိုဖြစ်တဲ့နဲ့မဲ့နဲ့ဒုက္ခသစ္စာနဲ့မဂ္ဂသစ္စာဘယ်တော့မှမခွဲဟုတ်လားရှင်းပါဘာနဲ့ပါမခွဲမဂ္ဂသစ္စာကတော့မဂ္ဂသစ္စာဆိုတော့သမာဓိရှိသမာသင်္ကပ္ပသမာဝါမသမာတတိသမာဓိမာတိဘယ်လိုမဂ္ဂသစ္စာနော်ငါးပါအဲ့ဒါလည်းနော်သမာဓိဆိုတာမှန်ကန်နေတာပြုံးတာမဟုတ်နဲ့လည်းမဟုတ်ဘူး။သမာဓိကပဲဆိုတာအပန်းကျန်တယ်။ပြုံးတာမဲ့တာပါလေ။သမာဝါဒဆိုတာကောင်းအောင်အထုတ်။ပြုံးတာမဲ့တာ။သမာဓိဆိုတာကောင်းသောသတိထားတာ။ပြုံးတာမဲ့တာ။သမာဓိဆိုတာကောင်းအောင်တည်ကြည်တာ။မှန်ကန်တည်ကြည်တာပြုံးတာမဲ့တာပါလေ။ဒါကြောင့်သူ့အလေလား။ပြုံးမဲ့လို့လား။တော့လား။ဒါကြတော့သူ့တစ်စက္ကန့်နှစ်စက္ကန့်လို့ပြီးဒီကရာနေတာနဲ့အပြုံးတလဲဝင်လာတာဟာခင်ဗျားရဲ့ရံမှာအခုလုံးနေတော့အပြုံးတလဲဝင်လာတယ်။ရံတယ်ဝင်တော့တယ်။ဒီလိုဆိုလို့လာတော့အမဲ့တစ်ခုဝင်လာရော။ရံတယ်ခင်ဗျားတို့မာနနှစ်ယောက်ရှိ။မာနနှစ်ယောက်ရှိ။အပြုံးမာနကလည်းမျက်စိပိညာတာပဲ။အမဲ့မာနကလည်းတဲ့ခင်ဗျားတို့ကိုတခါလဲကျန်းမာကုန်ပြောင်းရိုက်ထုတ်တာပဲ။ဟုတ်လား။ဟုတ်လား။ဟုတ်ပါအဲ့ဒါခဏတော့မှာရုံးနေစေရလာတဲ့ကျင်ကဆရာပညာဟောတာကဟာမာနတယောက်လာပြီဟုတ်လားကိုယ့်လိုကိုချမ်းလို့နန္ဒဆင်းကိုယ့်လိုကိုပြန်နန္ဒဒီလို့ကိုထင်လိုက်ပါဆိုတော့ဒါကလည်းအမေရိကလည်းလို့ရှင်းတယ်ဟာဒါမာနတယောက်လာပြန်မင်းကမဟုတ်တာကြတယ်
ဒီကပြန်ထိုင် မှန်လား နန်းနန်းပြန်ထိုင် မှန်လား နေနေမရဘူး မှန်လား ကိုကမိတဲ့ခြေသွားရင်သွားလိမ့်မယ် မှန်လား မိတဲ့ခြေဝိဇ္ဇာပြည့်တဲ့ခါရနဲ့သူသွားလိမ့်မယ်မသွားလို့လားတွဲတဲ့ခြေသွားနဲ့တော့ကပြီးတယ်တော့သမဏတာပဲလှဲဘူးလား နဲ့ပါ လဲတော့လို့မာနနဲ့ရောက်တွေ့ဗလားခင်ဗျားတို့ပြောတာလေ မှန်လား ကိလေသာမာနဖမ်းမဲ့တာ မှန်လားမှန်လား ဘာမာနပါပြောတော့လည်းကောင်းလာတာဘူးကိလေသာမာနကျုံးတာရော ဒီကနေ့ လောဘကိုရလောဘကောင်းလာတာဆိုတော့ကိလေသာမာနဖဲဟုတ်လားအဲ့တော့ကျုံးတယ်လို့ကျုံးတဲ့အာရုံနဲ့တွေ့လို့ရှိရင်လားမာနလာပြီကိုယ်နေရာကိုသွားမှာပဲ မှန်လား မဲ့ကြအောင်တွေ့လုံးနဲ့စမှကြရင်နော် မှန်လား မာနလာပြီကိုယ်နေရာကိုပြန်သွားအလေလမ်းပြန်သွားရင်းပြီလားဘယ်သွားရအလေလမ်းပြန်သွားအလေလမ်းပြန်သွားတယ်ဆိုတော့ခဏရစနစ်ချက်နဲ့မဲ့နဲ့ကြိုက်အောင်ပြန်လို့ မှန်လား စနစ်ချက်နဲ့မဲ့နဲ့ ခိုက်ရအောင် ဘုရားတော်ကြီးမပေါ်နိုင်နော် ဟုတ်ပါ အဲ့ဒီလိုလောက်ရနေလာတဲ့ခါမဲ့တော်ကြကြတော့ရှင်ဖြင့်ဒီဖြစ်တဲ့တွေကိုကျွတ်တို့ခင်ဗျားတို့မမုန်းညင်မှနဲ့ဆိုရပါမရပါဘူးဘာလို့မမုန်းညင်မှနဲ့မရဘူးကိုယ်အသေးလေးပုံမြန်လို့ မှန်လား ရှင်းမလား ညံပါ ကိုယ်တည်းပုံမြန်တော့မုန်းလို့လားဒါရင်ဖြစ်တဲ့နေနေတော့ဘုရားညဖြစ်တဲ့မုန်းတာလေးနေနေညသဘောကျလားနောက်ဒီလိုတွေခင်ဗျားတို့သူ့ဘာနာမလို့ရင်ဘူးမလို့ရင်ဖြစ်တဲ့တွေချုပ်သွားလို့ရှိရင်ဒါမညံပေါ်ပြီမညံပုံညံပေါ်ပြီ မှန်လား ဒီကြောင့်ပြောရမယ်ဆိုတော့ရင်းပြီအဲ့ဒါနဲ့ဆွမ်းမလို့ပဲနဲ့မာနမြတ်ကိုအမြဲဆောင်လျှောက်ပြီးကြတာလေလမ်းကမရှင်းနဲ့မှန်လားသဘောပါအဲ့ဒီရင်တော့ကြောင့် သာသာသာ